ပြည်သူပြင်ဆင်အကြောင်းခြုံငုံပြောပြပါမည်။ဤရာတွေကလူငယ်အလုံးသိထားတဲ့အချက်ပါ။ကျွန်ုပ်တို့၏ရှင်းလင်းချက်သည်အခန်း3ခန်းဖြင့်ဖွဲ့စည်းထားပါသည်။ပထမဂျပန်၏ပြည်သူပြင်ဆင်စနစ်သည်ဘယ်လိုရလဲ။ဒုတိယအသက်20နှစ်ပြည့်ပါကအမျိုးသားပြင်ဆင်စနစ်သို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍နောက်ဆုံးတွင်တာမန်ဖြစ်ရမျိုးတွင်ဘယ်လိုမျိုးလှုပ်ထုံးတုံနည်းလုပ်တင်တယ်လဲဤနေရာတွင်ပြည်သူပြင်ဆင်စနစ်၏အခြေခံသဘောတရားများနှင့်ခြုံငုံသုံးသပ်ချက်ကိုရှင်းပြပါမည်ပြည်သူပြင်ဆင်စနစ်ဆိုသည်မှာအသက်အရွယ်ကြီးလာခြင်းမတော်တဆမှုသို့မဟုတ်ဖျားနာမှုကြောင့်မတန်မဆွမ်းဖြစ်ခြင်းသို့မဟုတ်မိသားစုတစ်ခု၏ဝင်ငွေရှာသူကွယ်လွန်သွားသည့်သူများ၏စာဝတ်နေရေးကိုအလုလုံနေသည့်မျိုးဆက်အလုံးဖြင့်အထောက်ပံ့ပြုမည်ဟုသောတွေးခေါ်ခြင်းဖြင့်ဖန်တီးထားသည့်ဖွဲ့စည်းပုံဖြစ်ပါသည်အခုပြည်သူပြင်ဆင်စနစ်ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီးဆိုတာရှင်းပြချင်ပါသည်ပြည်သူပြင်ဆင်စနစ်သည်လူမှုအာမခံစနစ်၏တွေးခေါ်ပုံတနည်းအားဖြင့်လူအလုံးကိုအပြန်အလှန်စောင့်ဝိနေရေးကိုထောက်ပံ့ပေးခြင်းဆိုတဲ့အတွေးခေါ်ကိုအခြေခံ၍တည်ဆောက်ထားပါသည်ဤနေရာတွင်လူအလုံးဆိုသည်မှာနိုင်ငံသားနှင့်မရွေးပဲဂျပန်တွင်နေထိုင်သည့်အသက်20နှစ်မှအသက်59နှစ်จิตသူများကိုဆိုလိုပါသည်ထို့ပြင်ထိုရန်ပုံငွေအကျင့်ရှိသူများသည်ဥပဒေအရအမျိုးသားပြင်ဆင်စနစ်တွင်ဝင်ရောက်ရပါမည်အသက်အရွယ်ကြီးပြည့်သူများမတန်ဆွမ်းသူများထို့ပြင်မိသားစု၏ဝင်ငွေရင်းဆောင်သူရှင်တန်မှုဆုံးရှုံးသွားသောသူများ၏စာဝတ်နေရေးကိုထောက်ပံ့ရန်အတွက်အမျိုးသားပြင်ဆင်စနစ်တွင်ပတ်ပုံတင်ထားသူများနှင့်ကုမ္ပဏီတို့သည်အာမခံကြေးကိုပေးချေရန်လိုအပ်ပြီးအစိုးရကထောက်ပံ့ကြေးထုတ်ပေးပါသည်ဤဖွဲ့စည်းပုံတွင်အာမခံကြေးကိုမပေးဆောင်ပါကပြင်ဆင်ကိုလက်ခံရယူနိုင်မည်မဟုတ်ပါဤဖွဲ့စည်းပုံကိုလူမှုအာမခံစနစ်ဟုခေါ်ပါသည်ပြည်သူပြင်ဆင်စနစ်သည်လက်ရှိအလုပ်လုပ်နေသူသည်အာမခံကြေးကိုပေးချေခြင်းဖြင့်လက်ခံရယူသူ၏စာဝတ်နေရေးကိုအထောက်အပံ့ပေးသည်ဟုအတိတ်ပဲဖွင့်နိုင်ပါသည်မျိုးဆက်များကြားထောက်ပံ့မှုကိုအခြေခံ၍လက်ပတ်နေပါသည်တဖန်အစိုးရကလည်းထောက်ပံ့သူအနေဖြင့်အခွန်ငွေများမှတဆင့်ပြင်ဆင်စနစ်၏ဗဏ္ဍာငွေကိုထောက်ပံ့ကူညီကာစနစ်ကိုထိန်းသိမ်းထားနေပါသည်ပြည်သူပြင်ဆင်စနစ်တွင်ပေးအပ်မှုအမျိုးအစား၃မျိုးရှိပါသည်ပထမအမျိုးအစားသည်တက်ကြီးရွယ်အိုပြင်ဆင်ဖြစ်ပါသည်အခြေခံမူအရအသက်65နှစ်နောက်ပိုင်းတွင်အမျိုးသားပြင်ဆင်စနစ်မှတက်ကြီးရွယ်အိုအခြေခံပြင်ဆင်ကိုတစ်သက်တာလုံးလက်ခံရယူနိုင်သည်ထို့အပြင်ဝန်ထမ်းပြင်ဆင်အာမခံစနစ်ကိုဝင်ထားသည့်ကာလရှိသူများသည်တက်ကြီးရွယ်အိုဝန်ထမ်းပြင်ဆင်ကိုလက်ခံရယူနိုင်သည်အမျိုးသားပြင်ဆင်စနစ်ဝန်ထမ်းပြင်ဆင်အာမခံစနစ်နှစ်ခုလုံးတွင်အာမခံကြေးကိုပေးဆောင်ထားသည့်ကာလရှိပါကအသက်ကြီးသည့်အခါလက်ခံရယူနိုင်မည့်ပြင်ဆင်ပမာဏသည်များလာမည်ဒုတိယတစ်ခုမှာမတန်ဆွမ်းပြင်ဆင်ဖြစ်ပါသည်ဖျားနာမှုနှင့်ထိခိုက်ဒဏ်ရာကြောင့်မတန်ဆွမ်းဖြစ်သည့်အခါမတန်ဆွမ်းအတိုင်းအတာအလိုက်အမျိုးသားပြင်ဆင်စနစ်မှမတန်ဆွမ်းအခြေခံပြင်ဆင်ကိုလက်ခံရယူနိုင်သည်တဖန်မတန်ဆွမ်းဖြစ်သည့်အခါဝန်ထမ်းပြင်ဆင်အာမခံစနစ်ကိုဝင်ရောက်ထားသူသည်မတန်ဆွမ်းဝန်ထမ်းပြင်ဆင်ကိုလက်ခံရယူနိုင်သည်တတိယတစ်ခုမှာကြံရစ်သူပြင်ဆင်ဖြစ်ပါသည်မိသားစုတစ်ခု၏ဝင်ငွေရှာသူကွယ်လွန်သွားသည့်အခါကလေးရှိသောမိခိုအိမ်တော်ဘက်သို့မဟုတ်မိခိုသူဖြစ်သည့်ကလေးသည်အမျိုးသားပြင်ဆင်စနစ်မှကြံရစ်သူအခြေခံပြင်ဆင်ကိုလက်ခံရယူနိုင်သည်ကွယ်လွန်သွားသောသူသည်ဝန်ထမ်းပြင်ဆင်အာမခံစနစ်ကိုဝင်ရောက်ထားပါကကြံရစ်သူဝန်ထမ်းပြင်ဆင်ကိုလက်ခံရယူနိုင်သည်ကျန်းမာမှုနှင့်ထိခိုက်ဒဏ်ရာကြောင့်မတန်ဆွမ်းဖြစ်သည့်အခါနှင့်မိသားစုတစ်ခု၏ဝင်ငွေရှာသူကွယ်လွန်သွားသည့်အခါငွေရည်သူများလည်းမတန်ဆွမ်းပြင်ဆင်နှင့်ကြံရစ်သူပြင်ဆင်ကိုလက်ခံရယူနိုင်သည်အသက်20နှစ်ပြည့်ပါကဝန်ထမ်းပြင်ဆင်အာမခံစနစ်တွင်ဝင်ရောက်ထားသူများမပါဂျပန်ပြင်ဆင်အဖွဲ့အစည်းမှအမျိုးသားပြင်ဆင်စနစ်အမှတ်စဉ်1အာမခံဝင်သူအဖြစ်
ဝင်ရောက်ထားကြောင်းအသိပေးပါမည်ကျွန်ုပ်တို့၏အကြောင်းကြားမှုလက်ခံရရှိပါကအကြောင်းအရာများကိုသိချစစ်ဆေးပါထို့အပြင်အကြောင်းကြားမှုအပြင်ပြင်ဆင်စာအုပ်ကိုလည်းလက်ခံရယူမည်ဖြစ်သည့်အတွက်မပြတ်အောင်ဂီယူတစိုက်သိမ်းဆဲပါတဖန်ကုမ္ပဏီဝန်ထမ်းအစိုးရဝန်ထမ်းတနည်းအားဖြင့်ထိုသူများသည်အမတ်စင်နှင့်အာမခံဝင်သူများဖြစ်ပြီးထိုသူများမှထောက်ပံ့စီရင်ဝင်ထားသည့်အိမ်တောင်ဘက်များသည်အမတ်စင်3အာမခံဝင်သူများအဖြစ်သတ်မှတ်ပါသည်အမတ်စင်3အာမခံဝင်သူဖြစ်ပါကအိမ်တောင်ဘက်၏လုပ်ငန်းရှင်သည်ဂျပန်ပြင်ဆင်အဖွဲ့မှအကြောင်းကြားရန်လိုအပ်ပါသည်ထပ်မံပြောရလဲနိုင်ငံသားနှင့်မသက်ဆိုင်ပဲဂျပန်တွင်နေထိုင်သောအသက်20နှစ်မှ59နှစ်အတွင်းရှိသောသူအလုံးသည်အမျိုးသားပြင်ဆင်စနစ်သို့ဝင်ရောက်ရမည်ဖြစ်ပါသည်ဂျပန်၏ပြည်သူပြင်ဆင်စနစ်ကိုဝင်ရောက်ပါကအာမခံကြေးကိုပေးဆောင်ရပါမည်သို့သောဥပမာဝင်ငွေနှဲပါခြင်းစသည်ကြောင့်အမျိုးသားပြင်ဆင်အာမခံကြေးကိုပေးဆောင်ရန်ခက်ခဲပါကအာမခံကြေးကင်းလွတ်ခြင်းသို့မဟုတ်ချင်းဆိုချက်ကိုရှောင်လွှဲခြင်းစနစ်ကိုလျှောက်ထားနိုင်ပါသည်ကင်းလွတ်ခြင်းစနစ်တွင်အမျိုးအစားတစ်ခုရှိပါသည်ပထမတစ်ခုသည်အာမခံကြေးအလုံးကင်းလွတ်မည့်အပြည့်အဝကင်းလွတ်ခြင်းစနစ်ထို့နောက်တစ်ခုကတော့အာမခံကြေး၏တစ်စိတ်တစ်ပိုင်းကင်းလွတ်ပြီးကြံသည့်တစ်စိတ်တစ်ပိုင်းအားပေးသွင်းရန်လိုအပ်သည့်တစ်စိတ်တစ်ပိုင်းကင်းလွတ်ခွင့်စနစ်ဖြစ်ပါသည်ချင်းဆိုချက်ကိုရှောင်လွှဲခြင်းစနစ်တွင်အမျိုးအစားနှစ်ခုရှိပါသည်ရင်းစနစ်အနက်တစ်ခုမှာကျောင်းသားမဟုတ်သည့်အသက်50နှစ်အောက်သူများအတွက်အာမခံခြင်းချေးဆုံခြင်းကိုရှောင်လွှဲခြင်းဖြစ်ပါသည်နောက်တစ်ခုသည်ကျောင်းတက်နေစဉ်အာမခံခြင်းပေးဆောင်မှုကိုချိန်ဆိုပြီးရှောင်လွှဲခြင်းပေးသည့်ကျောင်းသားအထူးကျွမ်းချက်စနစ်ဖြစ်ပါသည်ကျောင်းသားများသည်ကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်ကိုရှောက်ထားနိုင်သည်ကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်သည်ဝင်ငွေနည်းသည့်ကျောင်းသားများကရှောက်ထားပြီးအတည်ပြုခြင်းခံရပါကအမျိုးသားပြင်ဆင်အာမခံကြေး၏ပေးဆောင်မှုကိုရွှေဆိုင်ပေးမည့်စနစ်ဖြစ်ပါသည်လွန်ခဲ့သည့်10နှစ်အတွင်းရွှေဆိုင်ကာလရှိပါကရွှေဆိုင်ထားသည့်အာမခံကြေးကိုပြန်လည်ပေးဆောင်ပြီးထိုကာလကိုပြန်လည်ရယူနိုင်မည်ကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်သည်နှစ်စဉ်လျှောက်ထားရန်လိုအပ်သည့်အတွက်တတိပြုပါတင့်နေရရှိမြို့ပြမြို့နယ်မြို့ရွာရုံးရှိအမျိုးသားပြင်ဆင်တာဝန်ခံကောင်တာသို့မဟုတ်ပြင်ဆင်ရုံးတွင်လျှောက်ထားသည့်လုပ်ထုံးလုပ်နည်းများကိုလှုပ်ဆောင်နိုင်သည်စာတိုက်ကလည်းလျှောက်ထားနိုင်သည်ကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်ဖြင့်ချင်းဆိုခြင်းကိုအတည်ပြုခံရသည့်အခါနှင့်အတည်ပြုမခံရသည့်အခါပြင်ဆင်လက်ခံရမည့်ပမာဏသည်လွန်ကွာခြားပါသည်ဥပမာကျောင်းသားအေးဆန်သည်အသက်20နှစ်မှအမျိုးသားပြင်ဆင်စနစ်ကိုဝင်ရောက်ထားပြီးတစ်ချိန်တည်းမှာပဲကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်ကိုရှောက်ထားခဲ့သည်တစ်ဖက်တွင်ကျောင်းသားဘီဆန်သည်အသက်20နှစ်မှအမျိုးသားပြင်ဆင်စနစ်ကိုဝင်ရောက်ထားပြီးအာမခံကြေးပေးဆောင်ခြင်းမရှိဘဲကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်ကိုမလျှောက်ထားခဲ့ပါကဲထိုကျောင်းသားတစ်ယောက်သည်တက္ကသိုလ်တတိယနှစ်မှာခီးသွားရင်းမတော်တဆပြင်းထန်သောမတော်တဆမှုဖြစ်သွားပြီးနောက်အိယာထဲမှာနေရမည့်အခြေအနေဖြစ်သွားပါသည်ကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်၏လုပ်ထုံးလုပ်နည်းများကိုပြည်စည်းထားသည့်အေးဆန်သည်မတန်ဆွမ်းအခြေခံပင်စင်ကိုလက်ခံရယူနိုင်သည်မတန်ဆွမ်းအတိုင်းအတာအလိုက်ငွေပမာဏကွာခြားသည်သို့သောကျောင်းသားပေးဆောင်မှုအထူးကျွမ်းချက်စနစ်ကိုမလျှောက်ထားခဲ့သည့်ပြီးဆန်သည်မတန်ဆွမ်းအခြေခံပင်စင်ကိုလက်ခံရယူနိုင်မည်မဟုတ်ပါဘယ်အချိန်ယောဂဖြစ်ပြီးထိခိုက်ဒဏ်ရာရမည်ဆိုတာကိုဘယ်သူမှမသိပါဘူးကျောင်းသားအလုံးအတွက်ပဲဖြစ်စေပေးဆောင်မှုရွှေဆောင်ခြင်းစနစ်ကိုတေချာလျှောက်ထားခြင်းသည်အရေးကြီးသည်ဆိုတာကိုနားလည်ရမည်ဖြစ်ပါသည်ကားကိုမောင်းနှင်ရာတွင်အာမခံဝင်ကြီးမှအတိအမှတ်ပြုလက်ခံကြသည်ပြည်သူပြင်ဆင်စနစ်ကလည်းလုံးဝကိုအာမခံအခန်းကဏ္ဍကိုထမ်းဆောင်ပေးတာဖြစ်ပါသည်ပြည်သူပြင်ဆင်စနစ်သည်တက်ကြီးရွယ်အိုများကိုသာထောက်ပံ့ပေးတာမဟုတ်ပါဘူးမတော်တဆမှုနှင့်ဖျားနာမှုကြောင့်
မတန်ဆွမ်းအခြေခံပင်စင်ကိုလက်ခံရရှိနေသူသည်ဂျပန်နိုင်ငံတွင်ခန့်မှန်းခြေလူဦးရေ 2.2 တန်းရှိပါသည်ရှည်လျားသည့်လူဘဝတွင်ရှေ့တွင်ဖြစ်လာမည့်အရာများကိုမခန့်မှန်းနိုင်ပါမတော်တဆမှုများနှင့်ခြားနာမှုများကဲ့သို့သောမမျှော်လင့်ထားသောအဖြစ်အပျက်သည်မည်သူတွင်မဆိုဖြစ်နိုင်ပါသည်ထိုကဲ့သို့သောအခြေအနေတွင်ထောက်ပံ့ပေးသည်မှာပြည်သူပင်စင်စနစ်ဖြစ်ပါသည်လူဘဝတွင်မမျှော်လင့်ထားသောအန္တရာယ်များရှိပါသည်ပြင်းထန်သောမတန်ဆွမ်းမှုတံကိုခံစားနေရပါကမတန်ဆွမ်းပင်စင်ကိုလက်ခံရယူနိုင်သည့်အခါရှိပါသည်အသက်20နှစ်အထက်ဂျပန်လူဦးရေစုစုပေါင်းသည်ခန့်မှန်းခြေ104.52 တန်းထို့နောက်ခန့်မှန်းခြေလူဦးရေ 2.2 တန်းသည်မတော်တဆမှုနှင့်ဖျားနာမှုကြောင့်မတန်ဆွမ်းအခြေခံပင်စင်ကိုလက်ခံရယူခဲ့ပါသည်ဤသည်မှာအသက်20နှစ်အထက်ခန့်မှန်းခြေ50ယောက်တွင်တစ်ယောက်သည်မတန်ဆွမ်းပင်စင်ကိုလက်ခံရယူနေသည်ကိုဆိုလိုသည်ဆက်လက်၍အမျိုးသားပင်စင်စနစ်တွင်ဆောင်ရွက်ရမည့်အမျိုးမျိုးသောလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ရှင်းပြပါမည်ဂျပန်တွင်လိပ်စာစရင်းသွင်းထားပါကမြို့ပြမြို့နယ်မြို့ရွာရုံးရှိအမျိုးသားပင်စင်ကောင်တာတွင်အမျိုးသားပင်စင်စနစ်ဝင်ရောက်ခြင်းလုပ်ထုံးလုပ်နည်းများကိုဆောင်ရွက်ရန်လိုအပ်ပါသည်ထို့နောက်ပင်စင်စာအုပ်ကိုစာတိုင်းမှပေးပို့မည်ဖြစ်သည့်အတွက်လက်ခံရရှိပါကဂရုတစိုက်သိမ်းဆည်းပါကုမ္ပဏီတွင်အလုပ်ဝင်ပါကဝန်ထမ်းပင်စင်အာမခံစနစ်ကိုဝင်ရောက်ရပါမည်ဝန်ထမ်းပင်စင်အာမခံစနစ်သို့ဝင်ရောက်သည့်လုပ်ထုံးလုပ်နည်းများသည်လုပ်ငန်းရှင်ကဆောင်ရွက်မည်ဖြစ်သည့်အတွက်ကိုယ်တိုင်ဆောင်ရွက်ရန်မလိုအပ်ပါကုမ္ပဏီမှအလုပ်ထွက်ပါကအမျိုးသားပင်စင်စနစ်ကိုဝင်ရောက်ရန်လိုအပ်ပါသည်အမျိုးသားပင်စင်စနစ်ကိုဝင်ရောက်သည့်လုပ်ထုံးလုပ်နည်းများသည်တင့်နေရရှိမြို့ပြမြို့နယ်မြို့ရွာရုံးတွင်ကိုယ်တိုင်ဆောင်ရွက်ရန်လိုအပ်ပါသည်ဂျပန်မှထွက်ခွာပြီးအခြားနိုင်ငံတွင်နေထိုင်သည့်အခါတင့်တယ်ရရှိမြို့ပြမြို့နယ်မြို့ရွာသို့အကြောင်းကြားပါတဖန်အမျိုးသားပြင်ဆင်၏အကျုံးဝင်မှုကိုအဆုံးသတ်ရန်လုပ်ထုံးလုပ်နည်းများဆောင်ရွက်ရန်လိုအပ်ပါသည်နိုင်ငံမှထွက်ခွာပြီးနောက်ပြင်ဆင်ပေးဆောင်ထားသည့်လအရေးအတွက်အလိုက်တစ်ခါတည်းငွေကိုလက်ခံရရှိနိုင်သည့်အခါရှိနိုင်ပါသည်ပြည်သူပင်စင်စနစ်ကိုအနည်းဆုံး6လနှင့်အထက်ဝင်ထားပြီးပင်စင်လက်ခံရယူနိုင်ခွင့်မရှိသည့်နိုင်ငံသားများသည်ဂျပန်တွင်လိပ်စာမရှိတော့သောအခါ2နှစ်အတွင်းရထားမှန်သောအထက်ခွင့်ငွေကိုတောင်းဆိုလျှင်လက်ခံရယူနိုင်သည်ပေးချေငွေပမာဏသည်အာမခံကြေးပေးဆောင်ထားသည့်ကာလအလိုက်သတ်မှတ်ပါမည်ပေးချေမှုပမာဏတွက်ချက်ဖို့အကျုံးဝင်ရောက်မှုကာလ၏အများဆုံးကာလသည်9နှစ်ဖြစ်ပါသည်ပြင်ဆင်စနစ်ကိုနားမလည်ဘူးဘလို့လို့ရင်ကောင်းမလဲမသိပါကတိနေရရှိမြို့ပြမြို့နယ်မြို့ရွာရုံးသို့မဟုတ်အနီးနားရှိပြင်ဆင်ရုံးတွင်ဆွေးနွေးတိုင်ပင်ပါဤအထိရှင်းပြခဲ့သည့်ပြည်သူပြင်ဆင်စနစ်တွင်ထူးခြားချက်၄ခုရှိပါသည်စူးစီးကြည့်အောင်ဥပဒေအရចောင်းသားဖြစ်တော်လဲအသက်20နှစ်ပြည့်ပါကပြည်သူပြင်ဆင်စနစ်သို့ဝင်ရောက်ပြီးအာမခံကြေးကိုပေးဆောင်ရမည်ဖြစ်သည်အာမခံကြေးပေးဆောင်ရန်အခက်အခဲရှိပါကကင်းလွတ်ခြင်းသို့မဟုတ်ရွှေဆိုင်ခြင်းစနစ်ကိုရှောက်ထားနိုင်သည်ပြည်သူပြင်ဆင်စနစ်သည်မျိုးဆက်များကြားထောက်ပံ့မှုစနစ်ဖြစ်သည်တက်ကြီးရွယ်အိုပင်စင်အပြင်အရေးပေါ်အခြေအနေတွင်လက်ခံရယူနိုင်မည့်မတန်ဆွမ်းပင်စင်နှင့်ကြံရည်သူပင်စင်ရှိပါသည်ဘယ်အချက်မဆိုအရန်အရေးကြီးပါသည်ဤရှင်းလင်းချက်သည်ပြည်သူပြင်ဆင်စနစ်၏အရေးပါမှုကိုနားလည်သဘောပေါက်ရန်ကူညီပေးလိမ့်မည်ဟုမျှော်လင့်ပါသည်အသက်20နှစ်မှအသက်59နှစ်အထိရှိလူအလုံး၏တာဝန်ဖြစ်သည့်အမျိုးသားပြင်ဆင်စနစ်ကိုဝင်ရောက်ပြီးအလုံး၏စိတ်အေးချမ်းစွာနေထိုင်နိုင်ရန်အချင်းချင်းအထောက်အပံ့ပြုကြပါစို့